လူတစ်ယောက်ရဲ့ဆင်ခြင်တုံတရားဟာကဘာကြီးကိုကယ်တင်နိုင်စွမ်းရှိတယ်ဆိုတာတင်သိပါသလား1983ခုနှစ်နျူကလ িয়ার လက်နက်ပိုင်ရှင်တွေဖြစ်ကြတဲ့အမေရိကန်နဲ့ဆိုဗီယက်နိုင်ငံတို့ဆက်ဆံရေးတင်းမာနေကြတဲ့အချိန်ဆိုဗီယက်ဘက်ကအိုခိုဆိုတဲ့ဂျိုရုအသုံးပြုကွန်ပျူတာစနစ်တစ်ခုကိုတီထွင်လိုက်ပါတယ်အမေရိကန်ဘက်ကသူတို့ကိုနျူတုံးကြီးနဲ့လှမ်းပစ်ရင်အတိပေးမဲ့ဆက်တစ်ခုပေါ့1983ခုနှစ်26ရက်နေ့ဆိုဗီယက်ကာကွယ်ရေးလေတပ်ရဲ့ဗိုလ်မှူးကြီး Stanislav Petrov စက်ကိုစောင့်ကြည့်ဖို့တာဝန်ကျတဲ့အချိန်မှာစက်ကနေအမေရိကန်ဘက်ကဒုံးကျည်တွေပစ်လွှတ်လိုက်ကြောင်းအချက်ပေးတဲ့နေမိလာခဲ့ပါတယ်။အဲ့လိုအခြေအနေတွေဖြစ်လာခဲ့ရင် Petrov အနေနဲ့မဖြစ်မနေလောက်ကမှာကအထက်ကိုချက်ချင်းဖုံးဆက်ပြီးတော့နျူဒုံးကျည်တွေနဲ့တံပြန်တိုက်ခိုက်ဖို့အတွက်တင်ပြရမှာပါ။ဒါပေမဲ့ Petrov ကအမိန့်ကိုမလိုက်နာဘဲနဲ့အထက်ကိုဖုံးဆက်သတင်းပေးဖို့ခြင်းမပြုလုပ်ခဲ့ပါဘူး။ဘာလို့လဲ Petrov ကတွေးပါတယ်။အမေရိကန်ကဆိုဗီယက်ကိုတကယ်တိုက်ခိုက်ခြင်းနဲ့ဆိုရင်နျူဒုံးကျည်90နဲ့ဘာကြောင့်လွှတ်နေမလဲ။အနည်းဆုံးအစင်း100လောက်နဲ့တိုက်ခိုက်မှာပေါ့။ဒါကြောင့်ဒါကကွန်ပျူတာကမှားတာဖြစ်နိုင်တယ်လို့ယူဆပြီးအရာရာနဲ့ရင်းကအထက်ကိုသတင်းမပို့ပဲစောင့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်မှာတော့ Petrov ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ကြောင်းအဖြေထွက်ခဲ့ပြီးတော့တိမ်တိုက်တွေကြားကနေနေလင်းအောင်တိုးထွက်လာတာကိုကွန်ပျူတာစနစ်ကဒုံးကျည်လို့ယူဆပြီးအချက်ပေးခဲ့တယ်လို့အဖြေထွက်လာပါတယ်။ကမ္ဘာနဲ့ချီတဲ့အသက်တွေကိုကယ်တင်ပေးနိုင်ခဲ့တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့ပေမဲ့ဆိုဗီယက်ဘက်က Petrov ကိုဘာကုန်ယူစုမှမပေးခဲ့သလိုအဲ့ဒီဖြစ်ရပ်ကိုလည်းနှစ်ပေါင်းအတော်လေးကြာတဲ့အထိဖုံးကွယ်ထားခဲ့ပါတယ်။2006ခုနှစ်မှာတော့ကုလသမဂ္ဂက Petrov ကိုဖိတ်ခေါ်ခဲ့ပြီးတော့ကမ္ဘာနိုင်ငံသားစုပေးခဲ့ပါတယ်။ဒါကြောင့်ဒုံးကျည်နဲ့ပြန်မဖြစ်ဖို့ဆုံးဖြတ်ခဲ့တာလေလို့ Petrov ကိုမေးတော့သူပြန်ဖြေခဲ့ပုံကအခုနိပညာခေတ်မှာကျင်လည်နေကြတဲ့ကျွန်တော်တို့အတွက်သင်ခန်းစာယူဖို့အလွန်ကောင်းပါတယ်။ကွန်ပျူတာဆိုတာမျိုးကတွက်ချက်တဲ့စက်တစ်ခုတက်ပဲဗျ။သူ့မှာအုံနောက်မရှိဘူး။ဘာမြင်မြင်ဒုံးကျည်လို့ကွန်ပျူတာကထင်သွားနိုင်ပါတယ်တဲ့။အုံနောက်ရှိတဲ့ကျွန်တော်တို့ကတခုခုမလုပ်ခင်ကျိုးချောင်းတင်မတင်အရင်စဉ်းစားကြရလား။တင့်မှာအလင်းစလိုဆုံးဖြတ်မိတာဒါမှမဟုတ်စိတ်တည်ငြိမ်စွာနဲ့အမှားကြီးတစ်ခုကိုရှောင်နိုင်ခဲ့တဲ့အတွေ့အကြုံရှိရင်အခြားသူတွေသင်ခန်းစာယူလို့ရအောင်ကွန်မန့်မှာပြောပြခဲ့လို့ရပါတယ်။အားလုံးပဲကျမ်းမာချမ်းသာပေးရန်ကင်းရှင်းကြပါစေ။